မင်္ဂလာပါဗျမင်္ဂလာပါဆိုဒါတော့ဒီပညာပိုင်းဆိုင်ရာလေးပါမင်္ဂလာညနေခင်းမှာဒီပညာပိုင်းဆိုင်ရာအကြောင်းအရာလေးတစ်ခုကို sharing လုပ်ပေးမှာဖြစ်တယ်အဲ့တော့ဒါဘာလဲဆိုလို့ရှိရင်ချက်ကောင်းဒီချက်ကောင်းကိုကျွန်တော်တို့ဒီကီးနဲ့လက်ဒီချက်ကောင်းကစဝယ်တော့ဒီကောင်ကဂျပန်ချက်ကောင်းဂျပန်ရောက်ကီးဝယ်ကီးလေးဒီကီးလေးဝယ်လို့ရထည့်ကြည့်မတော်ဘူးပြချောင်းနေပြချောင်းတဲ့ခါကျတော့လှည့်ဖို့အဆင်မပြေဘူးအဲ့တော့ကျွန်တော်ဘာဖြစ်လဲဆို YouTube မှာကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့ YouTube မှာနီးပညာလေးတစ်ခုတွေ့အဲ့နီးပညာလေးကျွန်တော်မှတ်တာဒါလေးကတန်ခွေးလေးပဲတန်ခွေးမှာဒီမှာဘာဒီကင်းနဲ့ခွဲတယ်ဘာညာဒါ hydraulic check ဒါလက်ကင်မှု fiber လုံးတော့ခုတ်ထည့်ရအောင်အနားကိုပြတော့အထဲမှာဒီပုံစံလေးနော်ဒီပုံစံလေးနီးပညာလေးပေါ့ဗျာဒီနီးပညာလေးကိုကျွန်တော်ဒါဒီချက်ကောင်းချက်တဲ့ဟာလေးကိုဒါလေးဆိုအားပါတယ်ဗျာဒါလေးဆိုအခုလက်ရှိစန္ဒာလေးဖမ်းထားပြီးသွားပြီဖမ်းထားပြီးလို့ရှိရင်ဒါချွတ်တရပဲတွေ့နော်ပြောရင်ပြတ်ကြက်မယ်ဗျာဒါလေးဒီတစ်ခုလေးပဲနော်ဒီမှာကြက်လိုက်မယ်ကြက်ပြောရင်ပြန်ဖြုတ်မယ်ဒါလေးပဲအထဲမှာဒီလိုကစားတယ်လှုပ်စီနဲ့မလက်ပြနော်ဒါလေးကဒီလိုလေးကစားဒါဒီပညာလေးပဲကိုယ့်ဘောက်ကိုလှုပ်ထားတာနော်ဒါက YouTube မှာတွေ့လို့ကောက်လုပ်လိုက်တာနော်ဒီဒီဇိုင်းလေးပဲအားလေးဘယ်လိုလုပ်လဲဘာလဲညာဒါဘိုးလေးစက်နဲ့လှုပ်ထားတာပေါ့ဗျာသဘောကိုပြောပြရမယ်ဆိုဘာဒီကယ်တော့မဟုတ်ဘူးကျွန်တော်ဘာဒီကယ်တော့မရှိဘူးဗျအဲ့တော့ဒါလေးကဘယ်မျက်ဆိုင်လဲဆိုတော့ဆိုင်ပေါ်မှာရှိတဲ့တွင်သမားတွေနောက်ဒီကိုဘယ်လိုပြောမလဲစောင့်လက်မှုညီကိုရောဒါလေးကိုတုံးကျင်နဲ့လှုပ်ချင်တယ်ဆိုအဲ့ပုံစံလေးလှုပ်လို့ရဒါတွေကကျွန်တော်ကဘယ်လိုပြောမလဲလှုပ်ပြတာကြာကျွန်တော်ရောင်းတာတော့ဘာမှမရှိဘူးနော်အဲ့လှုပ်ရောင်းဖို့လည်းကျွန်တော်ကအချိန်မရှိပါဘူးဗျအဲ့တော့ကျွန်တော်တိရတက်တာလေးမျှဝေခြင်းဖြစ်ပါတယ်အဲ့တော့မင်္ဂလာညချမ်းမှာမင်္ဂလာညနေခင်းမှာပေါ့နော်ဒါမှမဟုတ်ရှိညီကိုမိတ်ဆွေတွေဒါလေးလွယ်ကူလေးပဲဒီမှာရမ်းလွယ်ဟောကီးနဲ့ဆိုရှောက်ကြက်နေကြာမလားဒါလေးပဲနော်မဒါလက်နဲ့ရိုက်ကြက်မယ်နော်ကိုလိုချင်တဲ့ရိုက်ကူရောက်လို့ရဒါလေးဆွဲမှလည်းပြုတ်သွားပြီရမ်းတက်တာလွယ်ကူတဲ့နီးလေးပေါ့ဗျာဒါလေးကကျွန်တော်အတက်ပညာလေးတစ်ခု share လုပ်တာဖြစ်ပါတယ်မင်္ဂလာညနေခင်းမှာ